ပြီးရင်ပြအားလုံးဟာအခွန်မင်္ဂလာပါရှင်ရောင်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့တွေးပြီးတော့ပူနေတာမျိုးဒါမှမဟုတ်လို့ရှိရင်ရှင်ပြိုင်မိပြီးပူနေတာမျိုးတွေမဖြစ်ရအောင်ပြပြပေးမှာပဲဖြစ်ပါတယ်ရောင်နှဲခန္ဓာကိုယ်ပဲကြည့်ပါတော့အဲ့ဒီခန္ဓာကိုယ်မှာဆိုရင်အရေးပြအသားရည်ကိုမရှိပဲနဲ့ပေါ့နော်မြင်အောင်ကြည့်လိုက်အဲ့ဆိုရင်အယိုးစုပဲရှိမယ်အဲ့အယိုးစုတွေကနောက်ဆုံးကြလို့ရှိရင်မီးတယ်နောက်ဆုံးဆိုတာတေသွားတဲ့ချိန်ကြလို့ရှိရင်မီးတဲ့ရောက်လေနဲ့လွင့်ပြီးလို့ရှိရင်ကွာဘာမှမရှိတော့အဲ့ဒါကြောင့်မို့အခွန်လို့ပြောတာဒါပေမဲ့လူဘဝရောက်လာတယ်ဆိုတော့လူတွေနဲ့ထိတွေ့ပေါင်းတင်ဆက်ဆံရတော့လေကိုနေထိုင်ရပတ်ဝန်းကျင်လိုက်ရှင်မိပြိုင်မိတယ်သူထက်ငါအပြိုင်ဆိုင်တွေဖြစ်လာတော့မတိမတာဖြစ်ရှင်စိတ်တွေလှုပ်ရှင်စိတ်တွေဖြစ်လာပြီးတော့ရတာမလိုတာမရတွေဖြစ်ရင်အပူတော်ကတွေတက်လာကြရောအဲ့လိုဖြစ်လာပြီဆိုရင်လူတိုင်းဟာသူကျင်လဲလှုပ်ရှားရတဲ့အခြေအနေလိုက်ကိုမမြင်နိုင်တဲ့အပူရှိနေတဲ့ကိုတယောက်တည်းအပူတွေရှိနေတာမဟုတ်ဘူးဆိုတာကိုသတိရပါကိုနိုင်တဲ့အတိုင်းအတာကိုပြန်ပြီးတော့အတိကပ်ပြီးတော့နေပါဟိုနေရာသွားခြင်းနဲ့မသွားနိုင်ဟိုဟာလှုပ်ခြင်းနဲ့မလှုပ်နိုင်ဆိုပြီးတော့ပြီးအားမဖြစ်နဲ့လူတိုင်းကလေအပူကိုစီရဲပေါ့နော်သူများဟိုတာလှုပ်နိုင်တယ်ဒီဟာလှုပ်နိုင်ဆိုကိုကလေအော်သူတို့ကဒီဟာလှုပ်နိုင်တယ်ဟိုဟာလှုပ်နိုင်ရဲ့အဲ့လိုမျိုးငါကြတော့မလှုပ်နိုင်အဲ့လိုမျိုးမထင်နဲ့သူတို့ကအဲ့ဒီဟာတွေလှုပ်နိုင်ပေမဲ့သူတို့ရဲ့တခြားလက်ဟင်တဲ့အရာတွေရှိတယ်အဲ့လိုမျိုးကိုလည်းအဲ့လိုမျိုးဒီဟာကိုမလှုပ်နိုင်မဲ့ဒါပေမဲ့သူတို့မလှုပ်နိုင်တဲ့ကိုရဲ့ဒီဘက်ကောင်းတဲ့အရာတွေရှိတယ်အဲ့ဒါကြောင့်မလို့သူများအဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်စိတ်ကိုပြန်ပြီးတော့တတိကပ်ပြီးနေပြီးလို့ရှိရင်မသွားရမလုပ်ရတာကြီးကိုတွေးပြီးတော့ပူလောင်မနေနဲ့အချိန်တလို့ရှိရင်ပြဖြစ်ပြီးလွင့်ပြေသွားမှာပဲသိရမို့လားအဲ့ဆိုတော့မလုပ်လိုက်ရမသွားလိုက်ရလို့ဆိုပြီးအရင်မထူးနေဘူးကွာအပျော်ဆိုလဲခဏပဲပျော်ပြီးသွားမှာပဲစိတ်ညစ်စရာဆိုလဲခဏပဲစိတ်ညစ်ပြီးလို့ရှိရင်ပြီးသွားမှာပဲပေါ့နော်အားလုံးကဖြစ်ပြီးရင်ပြတ်ကြတာတဘာဝပါအဲ့ဒါကြောင့်မလို့အခွန်အတွက်အပူလောင်မခံကြပါနဲ့စိတ်အေးချမ်းကြပါစေအားလုံးပဲ good night ပါနော်